ဆရာရဲ့ကျွန်တော်နားစီကတော့ပေါက်သွားပြီပြန်ဆက်နိုင်ခြေရှိသေးလားလို့မေးတဲ့လူနာတွေအတွက်ပါဟုတ်ပါတယ်နားစီကသူ့ဘာလို့ပြန်ဆက်နိုင်ခြေရှိပါတယ်ဒါပေမဲ့အချက်၃ချက်ပေါ်မှာမူတည်ပါတယ်ပထမတစ်ခုကတော့ဒီပေါက်တဲ့အပေါက်ရဲ့အရွယ်စားပေါ့နော်ပေါက်တဲ့အပေါက်ကနားစီရဲ့25ရာခိုင်နှုန်းအောက်ဆိုရင်တော့ပြန်ဆက်နိုင်ခြေက90ကနေ95ရာခိုင်နှုန်းထိရှိပြီးတော့အချိန်ကနှစ်ပတ်ကနေ၄ပတ်အတွင်းမှာပြန်ဆက်နိုင်ပါတယ်။နားစီအပေါက်က25ကနေ50ရာခိုင်နှုန်းအထိရှိတယ်ဆိုရင်တော့ကျွန်တော်တို့ပြန်ဆက်နိုင်ခြေက80ကနေ90ရာခိုင်နှုန်းအထိရှိပြီးတော့အချိန်ကတော့ကျွန်တော်တို့2လကနေ3လလောက်ထိကြာနိုင်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်အပေါက်ရဲ့အရွယ်စား50ရာခိုင်နှုန်းအထက်ကိုရှိသွားတယ်ဆိုရင်တော့ပြန်ဆက်နိုင်ခြေနည်းပါတယ်။ဒီလိုမျိုးဆိုရင်တော့ကျွန်တော်တို့များသောအားဖြင့်ဖာရလေရှိပါတယ်။နောက်တစ်ခုကတော့ကျွန်တော်နားစီအပေါက်ရဲ့နေရာပေါ့နော်ဘယ်နေရာမှာပေါက်တာလဲပေါ့နော်အဲ့တော့ central perforation လို့ခေါ်တဲ့ကျွန်တော်တို့အလဲတက်တယ်မှာပေါက်တယ်ဆိုလို့ရှိရင်တော့ဒီနားစီကပြန်ဆက်နိုင်ခြေများပါတယ်ဘေးကိုရောက်တဲ့ marginal perforation လို့ခေါ်တာပေါ့နော်ဘေးကိုရောက်တဲ့နားစီရဲ့အရိုးနုလေးဖြစ်တဲ့ annular လို့ခေါ်တဲ့နေရာလေးနဲ့နီးတယ်ဆိုရင်တော့ပြန်ဆက်နိုင်ခြေအင်မတန်မှနည်းပါတယ်အဲ့ဒီထက်ပိုပြီးဆိုးတာကျွန်တော်နားစီရဲ့အပေါ်ပေါ့နော်အနောက်တောက်မှာရှိတဲ့ pulse fasciitor လို့ခေါ်တဲ့နေရာမှာပေါက်တယ်ဆိုရင်တော့အဲ့ဒါပြန်ဆက်နိုင်ခြေအင်မတန်မှနည်းသွားပါပြီအဲ့တော့ဒီလိုအခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့တေချာကိုကုရမယ်ယောဂါတွေဖြစ်သွားပါပြီတော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့အတွင်းယောဂါပေါ့ဗျာနားစီရဲ့အတွင်းထဲမှာအသက်ပိုလေးတွေရှိနေတာနှာခေါင်းထဲမှာအသက်ပိုလေးတွေရှိနေတာထိတ်ကပ်နာရှိနေတာဒါမှမဟုတ်လို့ရှင်လဲနားစီရဲ့အတွင်းထဲမှာပေါ့နော်အသက်ပိုတက်တဲ့ယောဂါတွေရှိပါတယ်ဒီလိုယောဂါတွေရှိနေတယ်နောက်တစ်ခုကပိုးခဏတဝင်နေ mastoid bone လို့ခေါ်တဲ့အယိုးမှာပါပြည်တယ်နာဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နားစီကပြန်ဆက်နိုင်ခြေမရှိတော့ကိုနည်းသွားပါပြီအဲ့တော့ဒီလိုယောဂါတွေကပြီးရင်ကျွန်တော်တို့နားစီပေါက်တာထက်ကိုပိုအရေးကြီးနေတတ်ပါတယ်မင်္ဂလာပါကျွန်တော်တို့ဒေါက်တာဘုံဖြစ်ပါတယ်